အားလုံးပဲမင်္ဂလာပါမင်္ဂလာမင်္ဂလာခင်ပါကျွန်တော် channel ရ live လွှင့်လို့မရတော့ပါဘူးဗျာနော် YouTube ကဘန်ခံထားရပါတယ် live လွှင့်လို့မရတော့ live လွှင့်တဲ့ထေဦးကပျောက်သွားပါပြီအဲ့တော့ကျွန်တော်6ရက်စောင့်ရမယ်လို့သူကပြောထားတယ်မနေ့ပြန်တစ်ပတ်ခါဆိုလို့ရှိရင်တော့ကျွန်တော် live ပြန်လွှင့်လို့ရပြီပေါ့ဗျာအဲ့တော့ကျွန်တော်ကဒီအဖွင့်နေမနေ့အတွက်ကို short video အခုလို video လေးကျွန်တော်တင်ပေးတာပါဒါ video ရဲ့အနောက်ပိုင်းမှာလည်းကျွန်တော်ဒီမနေ့အတွက်စိတ်ကြိုက်အကွက်ကလေးတွေကိုကျွန်တော်ပြပေးမယ်ပေါ့ဗျာနော်စိတ်ကြိုက်အကွက်ကလေးပြပေးမယ်အဲ့တော့ကျွန်တော်ဒီမနေ့ site တော့မပြတော့ဘူးဘာလို့ဆိုတော့ like short video ဖြစ်တဲ့အတွက်ကို video ကမိနစ်အများကြီးမရတဲ့အတွက်ကိုတော့အများကြီးတင်လို့ရှိလို့ရှိရင်တိတ်အဆင်နေမကောင်းလို့အကြောင်းမလို့ကျွန်တော် site မပြတော့ပါဘူး live လွှင့်လို့ရတယ်နဲ့ live ပြန်လွှင့်ပြပါမယ်အဲ့တော့ကျွန်တော်ဘာတွေတင်ပေးမလဲဆိုလို့ရှိရင်ပတ်တီးတင်ပေးမယ်ကျွန်တော်အခွေတင်ပေးမယ်နေ့တိုင်းတင်ပေးမယ်ဟုတ်လားနော်ကျွန်တော်ကြံခဲ့တဲ့ပတ်တွေက channel ရဖြစ်သွားတာဗျနော်ကျွန်တော် channel ဒီလိုဖြစ်သွားတယ်ဆိုတဲ့အကြောင်းကိုဒါအားလုံးသိအောင်လို့တက်ပြီးတော့ပြောပြရပါကျွန်တော် live လွှင့်လို့ရတာနဲ့ဒါမှမဟုတ်တစ်ပတ်ခါသူပြောတဲ့6ရက်ကပြည့်ပြီဗျာအဲ့တော့ကျွန်တော်အစစ်အဖြစ်ဆုံးပုံစံမျိုးနဲ့ကျွန်တော် live ပြန်လွှင့်ပြပါမယ်ဗျာနော်အဲ့တော့အားလုံးပိုင်းပိုင်းပါကျွန်တော်ဒီမနေ့အတွက်နော်နေ့တိုင်းကိုဒီတစ်ပတ်အတွက်ကျွန်တော်ပတ်တီးတွေကျွန်တော်ပေးနေကြတိုင်းပတ်တီးရောအခွေရောကျွန်တော်တင်ပေးပါမယ်ဗီဒီယိုအဆုံးမှကြည့်လိုက်ပေါ့ဗျာနော်